တကယ်ချစ်ရင်စွန့်လွတ်ပေးရမယ်ဆိုတဲ့စကားကိုတုံငယ်ချင်းတို့ယုံကြလားဆယ်စုနှစ်တစ်ခုစာကျွန်တော်တို့ရဲ့ငယ်ဘဝအမတ်တရကြီးဖြစ်စေခဲ့တဲ့ဒေကပ်နဲ့ဒူးလက်တို့ဟာနောက်ဆုံးမှာတော့ကြေကွဲဖွယ်ရာခွဲခွာခြင်းနဲ့အတူဆက်သိမ်းသွားခဲ့ပါပြီကပါတဝင်းကပရိသတ်ပေါင်းများစွာကိုမျက်ရည်ကျစေခဲ့တဲ့ How to Train Your Dragon အပိုင်း3ရဲ့အလှပဆုံးနဲ့ရင်အနစ်ဆုံး Movie Recap ကိုအတူတူကြည့်ကြရအောင်တူလည်းရဲ့နောက်ဆုံးချစ်ချင်းမေတ္တာနဲ့ခွဲခွာခြင်းဆက်လန်းလေးကိုမစခင်မှာတော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့မမေ့နဲ့အောင်နော်ကပါတဝင်းကပရိသတ်ပေါင်းများစွာရဲ့ရင်ထဲမှာနေရာယူထားခဲ့တဲ့လူနဲ့နဂါတို့ရဲ့မိဘမတက်ဆွန့်စားခန်းကြီးရောက်ရှိလို့လာခဲ့ပါပြီပထမပိုင်းမှာလူနဲ့နဂါရန်သူမဟုတ်ကြောင်းတက်တည်ပြခဲ့တယ်ဒုတိယပိုင်းမှာတော့မိသားစုတန်ရောစင်နဲ့ကောင်းဆောင်မှုရဲ့အတိတ်ပဲကိုတင်ယူခဲ့တယ်အခုတတိယပိုင်းမှာတော့ကျွန်တော်တို့ရဲ့ဒီတူရဲကောင်းတွေရဲ့နောက်ဆုံးဆွန့်စားအလှပဆုံးချစ်ချင်းမေတ္တာနဲ့ယဉ်နှစ်ဖွယ်ရာခွဲခွာခြင်းဆိုတဲ့တင်ခန်းစာကြီးကိုကြည့်ရှုကြရတော့မှာပဲဖြစ်ပါတယ်အစမှာတော့ကျွန်တော်တို့ရဲ့ပောက်ကျွန်းရဲ့ကောင်းဆောင်အသစ်ဟက်ကပ်နဂါပရင်ဒူးလက်နဲ့သူတို့ရဲ့တူငယ်ချင်းတတိုက်ဟာအမောင်ထုကိုအကူအညီယူပြီးနဂါမုတ်ဆိုးတွေရဲ့တင်းဘောပေါ်ကိုလက်တပြတ်ဝင်ရောက်စီးနှင်းကကဲတင်နေကြပါတယ်အခုဆိုဟက်ကပ်ကပုံမူရင်းကျက်လာပြီးနောက်နဂါစကေးတွေနဲ့ပြုတ်လုထားတဲ့မိခံဝတ်စုံကြီးကိုဝတ်ဆင်ထားပါတယ်သူတို့အဖွဲ့ဟာနဂါမုတ်ဆိုးတွေကိုနှိမ်နှင်းပြီးလောင်အိမ်ထဲကနဂါပေါင်းများစွာကိုကယ်ထုတ်သွားကြပါတယ်ဒါပေမဲ့သူတို့မတိလိုက်ရတဲ့အချက်ကဒီလောင်အိမ်ထဲမှာကြောက်ရွံ့စရာတတဝတကောင်ကြံနေခဲ့တာပါအဲ့ဒါကတော့ဒူးလက်နဲ့မျိုးနယ်သူအဖြူရောင်လင်းလက်နေတဲ့ Light Fairy ဆိုတဲ့နဂါမလေးပဲဖြစ်ပါတယ်ကယ်တင်လာခဲ့တဲ့နဂါတွေနဲ့အတူပတ်ကျွန်းကြီးဟာအခုဆိုရင်နဂါပရုတီတုကြီးဖြစ်နေပါပြီသူနဲ့နဂါတွေဟာအတူတူနေထိုင်နေကြပါတယ်ဒါပေမဲ့ပြဿနာကတော့ကျွန်းပေါ်ကနဂါတွေအယမ်းများလာလွန်းလို့နေရာမလောက်တဲ့ပြဿနာစတင်ကြုံတွေ့လာခဲ့ရပါတယ်ဟေကပ်ကတော့ကျွန်းကိုအမြဲတမ်းတိုးချဲ့ဖို့ကြိုးစားနေပေမဲ့ဖခင်ဖြစ်သူစွိုက်ပြောပြဖူးခဲ့တဲ့ကနာရီထဲက The Hidden Wall ဆိုတဲ့နဂါလိုဝက်ကပါကိုလည်းစိတ်ထဲမှာတတိယနေခဲ့ပါတယ်တစ်ဖက်မှာတော့ဟေကပ်တို့မကြာခဏဝင်တိုက်နေလို့တောတာထွက်နေတဲ့နဂါမုတ်ဆိုးတွေဟာကဘာပေါ်မှာအညာတာဆုံးရက်ဆက်ဆုံးနဂါမုတ်ဆိုး Green Mare ကိုငှားရလိုက်ကြပါတယ် Green Mare ဆိုတာတခြားသူမဟုတ်ပါဘူးကဘာပေါ်မှာရှိတဲ့ Night Fairy အမဲရောင်နဂါမျိုးနွယ်အလုံးကိုမျိုးတုံးအောင်လိုက်လံတက်ဖြတ်ခဲ့တဲ့လူဆိုးကြီးပဲဖြစ်ပါတယ်သူစီမှာမတေပဲကျန်နေတာဆိုလို့ကျွန်တော်တို့တူးလက်တကောင်ပဲရှိပါတယ် Green Mare ကတူးလက်ကိုဖမ်းဆီးဖို့အတွက်အလွန်ညံ့ညံ့နဲ့များတဲ့အကွက်တစ်ခုကိုဆင်လိုက်ပါတယ်အဲ့ဒါကတော့သူဖမ်းဆီးထားတဲ့အဖြူရောင်နဂါမ Light Fairy ကိုPark ကျွန်းအနီးကတစ်တော်ထဲမှာစွန့်ပစ်ထားပြီးမြားစာအဖြစ်အသုံးချလိုက်ပါတယ်တညမှာတော့တူးလက်ဟာတစ်တော်ထဲမှာလက်ပတ်ရင် Light Fairy နဲ့စတင်တွေ့ဆုံခဲ့ပါတယ်ကဘာပေါ်မှာသူတကောင်တည်းရှိတယ်လို့ထင်ထားတဲ့တူးလက်အတွက်ဟာဒီအဖြူရောင်နဂါမလေးဟာပထမဆုံးတွေ့ဖူးတဲ့အချစ်ပေါ့တူးလက်ဟာသူမကိုမြင်ချင်းချစ်ကျွမ်းဝင်သွားခဲ့ပါတယ်ဒါပေမဲ့ Light Fairy လေးကလူသားဖြစ်တဲ့လူကတ်ကိုတွေးလိုက်တဲ့အခါမှာတော့ကြောက်လန့်ပြီးကိုပြောက်ကထွက်ပြေးသွားခဲ့ပါတယ်ဒီနေ့မှာတော့ Green Mare ဟာဟက်ကပ်ရဲ့အိမ်ထဲအထိတိတ်တဆိတ်ဝင်ရောက်လာပြီးတူးလက်ကိုလွှဲပေးဖို့ချင်းချောက်ပါတယ်ဟက်ကပ်နဲ့သူငယ်ချင်းဖြစ်သူက Green Mare ကိုဖမ်းဖို့ကြိုးစားပေမဲ့ Green Mare ရဲ့အစိမ့်မုတ်တဲ့နဂါတွေကြောင့် Green Mare ဟာထွက်ပြေးလွတ်မြောက်သွားပြီးပောက်ကျွန်းကြီးတစ်ခုလုံးကိုမိရှို့ပျက်စီးသွားခဲ့ပါတယ်ကျွန်းကြီးမိလောင်ပျက်စီးသွားပြီး Green Mare ရဲ့အန်တရယ်ကပုံမကြီးမားလာတာကြောင့်ဟက်ကပ်ဟာခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ရပါတော့တယ်အဲ့ဒါကတော့ဖိုးဖွားစင်ဆက်နေထိုင်ခဲ့တဲ့ပောက်ကျွန်းကြီးကိုစွန့်ခွာဖို့ပါပဲဟက်ကပ်ဟာကျွန်းသူကျွန်းသားအလုံးနဲ့နဂါအလုံးကိုခေါ်ဆောင်ပြီး Green Mare မလိုက်နိုင်တဲ့အရှိကဘာပတ်စွန်းစီကိုခရီးထွက်ခဲ့ကြပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့လျှို့ဝှက်ကဘာကိုရှာဖွေပြီးအဲ့ဒီမှာအပြီးအပိုင်ရွှေ့ပြောင်းနေထိုင်ဖို့ပါပဲခရီးလမ်းမှာသူတို့ဟာတာယာလာပါတဲ့ပင်လယ်ကျင်းတစ်ခုမှာယာယီစခန်းချလိုက်ပါတယ်အဲ့ဒီကျွန်းမှာတူးလက်ဟာ Light Fairy လေးကိုထပ်မံဆုံတွေ့ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့တူးလက်ကမိန်းကလေးပိုးပန်းတဲ့နေရာမှာလုံးဝဘာမှမတီးတဲ့အခက်အတုံးကြီးဖြစ်နေတာပေါ့ဟက်ကပ်ကတစ်ပင်ကွယ်ကနေတူးလက်ကိုစော်လိုက်နီးတွေတင်ပေးလိုက်ရပါတယ်တူးလက်ရဲ့အတောင်ပံတစ်ဖက်ကထိန်းချုပ်ဆက်တတ်ထားရတာမို့သူတယောက်တည်းပြန်တန်းလို့မရပါဘူးဒါကိုတီးတဲ့ဟက်ကပ်ကတူးလက်ကို Light Fairy နဲ့အတူအမိအခိုကင်းနဲ့လွတ်လပ်စွာပြန်တန်းနိုင်အောင်ကိုပိုင်အလိုအလျောက်ပွင့်တဲ့အတောင်ပံအတစ်တစ်ခုကိုတီထွင်တက်ဆင်ပေးလိုက်ပါတယ်အတောင်ပံအတစ်ရသွားတဲ့တူးလက်ဟာ Light Fairy လေးနဲ့အတူကောင်းကင်ယံမှာမိရှန်တွေကြားတိမ်တိုက်တွေကြားပျော်ရွှင်စွာလေဟုန်စီးရင်သူတို့ရဲ့တီးတန့်ကပါလေးစီကိုပြန်တန်းထွက်ခွာသွားပါတော့တယ်တူးလက်ပြောက်သွားတာရဲ့အတော်ကြာလာတဲ့အခါဟက်ကပ်ဟာစိုးရိမ်စိတ်နဲ့အတူအထရစ်ကိုခေါ်ပြီးတူးလက်ကိုလိုက်ရှာပါတော့တယ်တူ
သူတို့ဟာပင်လယ်ကြီးရဲ့အလယ်တက်တက်မှာရှိတဲ့ထူးဆန်းတဲ့ရေတခွန်တစ်ခုစီကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီရေတခွန်ကြီးရဲ့အောက်မှာတော့စကြဝဠာတစ်ခုလုံးမှာလှပဆုံးနဲ့မော်အဆန်ဆုံးဆိုတဲ့နဂါးတွေရဲ့ကပါကြီးရှိနေတာပါ။ဒီလိုဝက်ကပါကြီးထဲမှာထောင်ပေါင်းများစွာသောနဂါးတွေဟာကြောင်စုံနီယွန်အလင်းတန်းတွေကြားမှာငြိမ်းဆန်းစွာစူးစမ်းနေကြပါတယ်။အဲ့ဒီအထဲမှာအံ့ဩစရာအကောင်းဆုံးကတော့သူတို့ရဲ့တူးလက်ဟာလိုက်ဖယ်ရီလေးနဲ့အတူနဂါးတွေအလုံးရဲ့နဂါးပရင်အဖြစ်ပလင်ပေါ်မှာတည်တယ်နေတာကိုဟက်ကပ်တို့တွေ့လိုက်ရပါတယ်။ဒါပေမဲ့လူသားတွေရောက်လာတာကိုတခြားနဂါးတွေကရန်တူလို့ထင်ပြီးတိုက်ခိုက်ဖို့ပြင်ကြပါတယ်။တူလက်ကဟက်ကပ်တို့ကိုကာကွယ်ပေးပြီးလျှို့ဝှက်ကပါအပြင်ဘက်ကိုအန်တရကင်းကင်းနဲ့ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ဒါပေမဲ့ဝေဒနာဆိုးကြီးကဒီမှာစတင်တာပါပဲ။ဟက်ကပ်တို့နောက်ယောင်ခံလိုက်တာကိုစောင့်ကြည့်နေတဲ့ရက်ဆက်သူဂရင်းမယ်ဟာပောက်ကျွန်းသားတွေစခန်းချရာကျွန်းပေါ်တို့ရောက်ရှိလာပြီးလိုက်ဖယ်လီနဲ့တူလက်တို့အပါအဝင်နဂါးအလုံးကိုအစိတ်လောင်းကဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ်။နဂါးအလုံးအဖမ်းခံလိုက်ရလို့ပောက်ကျွန်းသားတွေဟာတိတ်တက်ကြနေတဲ့အချိန်မှာပဲအက်ထရစ်ဟာဟက်ကပ်ကိုမင်းဟာနဂါးမရှိရင်လဲသူရဲ့ကောင်းတစ်ယောက်ပါပဲဟက်ကပ်မင်းရဲ့စွမ်းရည်ကနဂါးစီကလာတာမဟုတ်ဘူးမင်းရဲ့ရင်ပတ်ထက်ကလာတာလို့အားပေးစကားပြောလိုက်ပါတယ်ဒီစကားကြောင့်ဟက်ကပ်ဟာစိတ်သက်ပြန်လဲနိုးထလာပြီးနဂါးမပါပဲသူတို့ရဲ့ကိုပိုင်အတောင်ပံဝတ်စုံတွေနဲ့ဂရမ်မယ်ရဲ့တင်းဘောကြီးကိုကောင်းကင်ယံကနေဝင်ရောက်စီးနှင်းတိုက်ခိုက်ပါတော့တယ်အာကာသတိုက်ပွဲကြီးဟာတကယ့်ကိုပြင်းထန်လွန်းလာပါတယ်You're cursed. ဟက်ကပ်ဟာတူးလက်ကိုကယ်တင်နိုင်ခဲ့ပေမဲ့ဂရမ်မယ်ကတော့လိုက်ဖယ်ရီကိုအစိတ်လောင်းပြီးပင်လယ်ထဲသို့ခုန်ချထွက်ပြေးသွားပါတယ်တူးလက်ကသူ့ချစ်သူကိုကယ်ဖို့ကြိုးစားပေမဲ့တောင်ပန်အကူမပါရင်ပြန်လို့မရတာကြောင့်ဟက်ကပ်ကတူးလက်ကိုလိုက်ဖယ်ရီနောက်ကိုလွတ်ပေးလိုက်ပါတယ်ပြီးတော့ဟက်ကပ်ဟာမိမိကိုဂရမ်မယ်နဲ့အတူပင်လယ်ထဲသို့အမြင့်ကြီးပေါ်ကနေခုန်ချဆွန့်လွတ်လိုက်ပါတော့တယ်ဟက်ကပ်ရဲ့ရည်ရွယ်ချက်ကတူးလက်နဲ့လိုက်ဖယ်ရီတို့လွတ်မြောက်ဖို့အတွက်သူနဲ့ဂရမ်မယ်နှစ်ယောက်လုံးတည်ဆုံးဖို့ပါပဲဒါပေမဲ့ဟက်ကပ်ရဲ့ဒီလိုအတ္တမရှိတဲ့စေတနာနဲ့ဆွန့်လွတ်မှုကိုမြင်သွားတဲ့လိုက်ဖယ်ရီလေးဟာဂရင်းမယ်ကိုခြေခံချပြီးပင်လယ်ထဲသို့ကြခါနေဟက်ကပ်ကိုအချိန်မီကယ်တင်ပေးခဲ့ပါတယ်ဂရင်းမယ်ကတော့ရေပိုင်နက်ထဲသို့ပြုတ်ကျသွားပြီးမရှုမလတည်ဆုံးသွားခဲ့ရပါတော့တယ်တိုက်ပွဲတွေအောင်မြင်စွာပြီးဆုံးသွားပေမဲ့ဟက်ကပ်ဟာအမှန်တရားကြီးတစ်ခုကိုအပြည့်အဝနားလည်သွားခဲ့ပါတယ်လူသားတွေရဲ့ကပါကြီးဟာနဂါးတွေနဲ့ငြိမ်းချမ်းစွာအတူတူနေထိုင်ဖို့အစဉ်တင်းမဖြစ်သေးပါဘူးလူသားတွေရဲ့လောဘနဲ့ရက်စက်မှုတွေဟာရှိနေတဲ့၍နဂါးတွေကဘယ်တော့မှအန်တရကင်းနိုင်မှာမဟုတ်ဘူးဟက်ကပ်ဟာတူးလက်ရဲ့မျက်လုံးကိုစိုက်ကြည့်ပြီးရင်းနှီးစွာနဲ့ပဲနှုတ်ဆက်လိုက်ပါတော့တယ်သွားတော့တူးလက်မင်းတို့ရဲ့ကပါစီကိုပြန်သွားတော့မင်းတို့ဒီမှာနေလို့မရတော့ဘူးဟက်ကပ်ဟာတူးလက်ရဲ့ကြောပေါ်ကအတောင်ပံထိန်ချုပ်ကျိုးကိုဖြုတ်ပေးလိုက်ပါတယ်ပြန်တဲ့ပေါက်ကျွန်းသားတွေလည်းသူတို့ရဲ့အသက်တမျှချေရတဲ့နဂါးတွေကိုမျက်ရည်ဆက်လက်နဲ့နှုတ်ဆက်ပြီးလျှို့ဝှက်ကပါကြီးစီကိုအပိအပိုင်လွတ်ပေးလိုက်ကြပါတော့တယ်။တူးလက်ဟာနဂါးအလုံးကိုဥဆောင်ပြီးလျှို့ဝှက်ကပါကြီးထဲသို့ဝင်ရောက်ပြောက်ကွယ်သွားပါတော့တယ်။နှစ်အတော်ကြာလာတဲ့အခါဟက်ကပ်နဲ့အက်ထရစ်တို့ဟာမင်္ဂလာဆောင်ကြပြီးချစ်စရာတားလေးတစ်ယောက်သမီးလေးတစ်ယောက်ရရှိခဲ့ပါတယ်။တူးလက်နဲ့လိုက်ဖယ်လီတို့ကလည်းကလေး၃ယောက်ရရှိထားခဲ့ပါပြီ။သက်လန်းလေးရဲ့အဆုံးသက်မှာတော့အရွယ်ရောက်ပြီးသားဟက်ကပ်တို့မိသားစုလေးဟာတင်ပေါ်စီပြီးလျှို့ဝှက်ကပါအဝင်ဝစီကိုရောက်သွားကနှစ်ပေါင်းများစွာခွဲခါခဲ့ရတဲ့တူးလက်နဲ့ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။
တူလက်ကဟဲကပ်ကိုပထမဆုံးတတိမထားမိပေမဲ့ဟဲကပ်ရဲ့လက်ကိုနှာခေါင်းပေါ်တင်လိုက်တဲ့အခါမူလအတိစိတ်ပြန်လည်ရရှိသွားပြီးပျော်ရွှင်စွာဟဲကပ်ကိုဖတ်လိုက်ပါတော့တယ်ဟဲကပ်ကသူ့ရဲ့သားနဲ့သမီးကိုတူလက်ပေါ်တင်ပေးပြီးကောင်းကင်ယံမှာအတူတူပြန်တန်းရင်းလူသားတွေငြိမ်းချမ်းစွာအတူနေထိုင်တတ်မဲ့တနေ့အထိငကားဟာလျှို့ဝှက်ကပါထဲမှာငြိမ်းချမ်းစွာပျောက်ကွယ်သွားကြလိမ့်မယ်ဒါပေမဲ့ပတ်ကျွန်းသားတွေကတော့ဒီလျှို့ဝှက်ချက်တွေကိုအမြဲတမ်းရှောက်သွားမှာပါဆိုတဲ့ရဲရင်ပြတ်သားတဲ့စကားလုံးလေးတွေနဲ့အတူဆယ်စုနှစ်တစ်ခုစာအမတ်တရဆက်လန်းတွဲကြီးဟာလည်းအောင်မြင်စွာပြီးဆုံးသွားပြီးအလှပဆုံးနဲ့ပြည့်စုံစွာအဆုံးသတ်သွားခဲ့ပါတော့တယ်ချစ်ချင်းမြတ်တာဆိုတာပိုင်ဆိုင်ထားတာတစ်ခုတည်းမဟုတ်ပဲသူတို့အတွက်အကောင်းဆုံးဖြစ်အောင်လွတ်ပေးရတာလည်းပါတယ်ဆိုတာကိုဒီရုပ်ရှင်ကအလှပဆုံးတင်ကြားပေးသွားခဲ့ပါတယ်နောက်ထပ်အမိုက်စားမူဗီကတ်တွေကိုတင်ဆက်ပေးသွားအောင်မှာမို့လို့ like and subscribe လုပ်ပေးထားဖို့မမေ့နိုင်အောင်တော့အားလုံးကိုကျေးဇူးတင်ပါတယ်